ဒီနေ့တော့ကိုရီးယားဆောင်းရသည့်အေးမှာအိပ်ရတဲ့ကွေးမနေပဲနဲ့မနေ့စောစောထပြီးတော့အိမ်နားလေးကမူငါဆန်းဆိုတဲ့တောင်လေးကိုဆန်းရိုက်ကြည့်ဖို့တက်ဖြစ်ခဲ့ပါတယ်ညရဲကသွားမဲ့နေရာရဲ့အကွာဝေးနဲ့ရာသီဥတုကောင်းမကောင်းကိုကြိုပြီးတော့ကြည့်ထားခဲ့ပါတယ်တောင်တက်မဲ့သူတွေလည်းမတက်ခင်တောင်ပေါ်ရဲ့ရာသီဥတုအခြေအနေကိုကြိုတင်လေ့လာထားဖို့ကြံပြုချင်ပါတယ်မနေ့စောစောလေးထားပြီးတော့နေထွက်ချိန်မီတက်ခဲ့ရတော့အင်းကနေမနေ့စာလည်းမစားခဲ့ရပါဘူးတောင်ပေါ်ရောက်မှစားဖို့ခောက်ဆွဲတဲ့မုံလေးတွေကို24နာရီဆိုင်ကနေဝယ်ခဲ့ပါတယ်တောင်ဆဆတက်ရှင်မှာတော့သွေးမပူသေးတော့အေးဆက်ဆက်နဲ့ပါ15မိနစ်လောက်နေတော့သွေးလည်းပူလာပြီခန္ဓာကိုယ်လည်းနှွေးလာပြီနည်းနည်းတော့မောပေမဲ့တောင်ပေါ်လေးနူအေးလေးကပေါ်ပါလန်းဆန်းစေပါတယ်ကျင်းငယ်လေးတွေရဲ့မလက်အိပ်ရနှုတ်ထတွန်တန်ကျူးကြတဲ့အတန်လေးတွေကနေဝင်ပြင်းရှိစေပါတယ်တဲကိုရေးချမ်းပါတယ်တောင်ပေါ်ရောက်လာတော့လေကပိုပြီးတော့တိုက်လာတက်ဖူးသမျှတောင်တွေနဲ့မတူတာကတော့ဒီတောင်ကဗျူဟာကုန်းဖြစ်နေတာပါစည်ရရရေးပါတဲ့နေရာဖြစ်လို့ဘန်ငါတွေကိုခိုင်မာတိဆောက်ထားတာကိုတွေးခဲ့ရပါတယ်တောင်ထိပ်မှာလည်းစစ်ဘက်ဆိုင်ရာအသုံးပြုတဲ့အဆောက်အဦလိုယူဆရတဲ့အဆောက်အအုံတွေကိုလည်းတွေးခဲ့ရပါတယ်ကိုရီးယားလူမျိုးတွေကတော့စစ်ကိုကြိုတင်ပြင်ဆင်ထားတဲ့သဘောပါပဲတကယ်လို့စစ်ဖြစ်ခဲ့ရင်ဒီလိုကြိုတင်ပြင်ဆင်ထားတဲ့အဆောက်အဦတွေဘန်ငါတွေကိုအလွယ်တကူတက်သွင်းလိုက်ရုံပါပဲတောင်ထိပ်လည်းရောက်ရောဘိုက်ကလည်းစာအေးရလည်းအေးဆိုတော့ပါလာတဲ့ခောက်ဆွဲလေးတွေပြုတ်စားလိုက်မှာပဲခန္ဓာကိုယ်နှွေးရရပြီးနေရထိုင်ရတတောင့်တတာရှိသွားပါတယ်တောင်တက်ရတဲ့ feeling ကစိတ်တပိုင်းဆိုင်ရာကိုအများကြီးပြောင်းလဲစေပါတယ်ခက်ခဲတွေကြော်လွှားနိုင်အောင်ဇွဲလုံးလားဝေးရထားတတ်အောင်လဲအထောက်အကူပေးပါတယ်တိတ်ဆိတ်မှုကြိုက်တဲ့သူဆိုရင်တော့မနေ့စောစောတောင်တက်ဖို့အကြံပြုချင်ပါတယ်တောင်တက်ဖို့တက်စားမရှိသေးတဲ့သူတွေကိုလည်းတစ်ခေါက်တစ်ခါလောက်စမ်းတက်ကြည့်တင်တယ်လို့ကျွန်တော်အကြံပြုချင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်ခိုင်းပါ